ချင်းတွေထဲမှာမင်းမြဲရှိနေတယ်ကိုယ့်ရဲ့ကြွေးတွေမင်းပဲဖြစ်နေရမယ်ခံစားချက်တိုင်းကိုဖန်ဆင်းပေးတဲ့သူဘဝတစ်ခုလုံးဟာမင်းကြောင့်လာနေတော့မယ်ညီမတချင်းဆိုတာကတော့ဒါထူးထူးတွေတော့အခုအနေနဲ့တန်စင်ပိုင်းကိုအဓိကတေချာလေးနားထောင်တယ်နောက်ပိုင်းလေးတွေကိုနားထောင်တယ်ပေါ့နော်ဆုံးဖြတ်ချက်ဆိုတာကသူကတူးလည်းမရအောင်နှစ်ဦးရှိတယ်ပေါ့နော်အကိုကတော့ညီမလေးကိုနောက်တစ်ဆင့်ခေါ်သွားခြင်းပါတယ်ဒါကတော့ညီမလေးပင်ကိုပုံစံလေးနဲ့ညီမလေးဆိုသလိုတော့ဖြစ်တာပေါ့နော်ဒါမှဆောင်သင်းမှာဆိုတာတော့ဒါသူ့ရဲ့မူရင်းပုံစံပေါ့နော်ဘာလေးကွဲပြားသွားလဲဆိုတော့ဒီစာသားတစ်ကြောင်းမှာကအမကကြတော့မတ်ဆောင်သင်းမှာကြတော့သူအသက်ရှူရမယ့်နေရာလေးတွေညီမလေးကအမနဲ့မတူညီမလေးရှူတဲ့နေရာတက်အဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဒါကလည်းအဲ့လိုဆိုခွင့်မရှိဘူးဆိုတာမျိုးစီကံမထုတ်ထားတဲ့အတွက်ဒါကအပြစ်မဟုတ်ပါဘူးအမအနေနဲ့ကတော့နောက်ပြီးတော့လေညီမဒီရှင်းဆိုမယ်ဆိုရင်ကိုကအတန်ပပလေးနဲ့ကိုအတန်လေးကလှတယ်အော်ရင်အော်တယ်လို့ထွက်လာတယ်အဲ့လိုဆိုရင်မိုက်ကိုအရင်ကြီးမခွာနဲ့ပေါ့နော်အမနည်းနည်းပိုကတ်စီချင်တာပေါ့နောက်ဆင့်နေကြရင်တော့နည်းနည်းလေးကတ်ပြီးဆိုပေးပါတာပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်